အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ဂျေယူပင်တွေအကြောင်းပေါ့ဂျေယူပင်ကကျွန်တော်ကဘယ်တော့မှမရောက်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားပေမဲ့တစ်ချိန်ပေါ့နော်ဒီနှစ်ထဲမှာတစ်ချိန်ပေါ့ import လုပ်ထားတဲ့ဂျေယူပင်ကျွန်တော်တစ်ချိန်ရောက်မှုတယ်14ပင်ရလာတော့ customer တွေကိုအဲ့ဒီ14ပင်ရောက်တယ်အဲ့ဒီအပင်တွေကဘယ်လောက်ရှိလဲဆိုတော့ဒါဆိုရင်ဒီပင်ကဒါ4ပင်ရှိတယ်ဒီပင်ကလည်းဒါ4ပင်ရှိတယ်ဒီနှစ်မှာ import လုပ်ထားတဲ့အားတွေဒီပင်ကရောင်းထားပြီးသားဒါ customer တွေသွားပို့ပေးဖို့ပဲရှိတော့တယ်အဲ့တော့ဒီနှစ်မှာဒီရဲယူပင်14ပင်ကိုကျွန်တော်မရောင်းသေးရင်မှာပြီးခဲ့တဲ့နှစ်ကကျွန်တော် research လုပ်တဲ့အနေနဲ့ကျွန်တော်ရဲယူပင်2ပင်ကိုကျွန်တော်စိုက်တယ်ပေါ့ဗျာစိုက်တယ်ဆိုတော့သူတို့လည်းပြီးခဲ့တဲ့နှစ်ကဒီပင်ပေါ့နော်အောက်မှာဒါခုံခုထားလို့ဒီရဲယူပင်က2ပေတိုသွားတယ်ဗျ2ပေတိုသွားတယ်ဆိုတာဒီပင်လည်းပြီးခဲ့တဲ့နှစ်ကနော်ဒီနှစ်ရောက်လာတဲ့ဒီပင်မျိုးပဲ4ပေရှိခဲ့တာပဲပြီးခဲ့တဲ့နှစ်ကအဲဆောင်းနေဘက်မှာကရဲယူပင်ရဲ့တက်သနာပါလဲဆိုတော့အပင်ရေလောင်းထားတဲ့ခါမှာရေကကိုထိတ်ရှိကိုသူကမစုံနိုင်တဲ့ခါမျိုးကြတော့သူကအပေါ်ကနေပြီးတော့အကိုင်းက6လာတယ်နော်စောင်းလင်းရဲ့ပထမဟောနော်ဟုတ်လားတလာခွဲလောက်မှာသူကတပီခွဲလောက်6သွားတယ်အဲ့အကိုင်းကိုကျွန်တော်ကဒါဒီဗီဒီယိုရိုက်မယ်ဆိုပြီးတော့ဒီအကိုင်းကို6သွားတဲ့အကိုင်းကိုကျွန်တော်မဖြတ်ဘဲနဲ့တင်းထားတာဒီဗီဒီယိုရိုက်ပြီးတော့မှဒါဖြတ်ထုတ်ပါပေါ့ဒါကဒါ6သွားတဲ့အကိုင်းဒါကောက်နေလို့သူ့ပေကျုံးတဲ့တိုင်းကြီးလို့ကျန်တာဘယ်နှပေကုံသွားလဲပြီးခဲ့တဲ့ဆောင်းမှာ4ပေရှိတဲ့ရဲယူပင်ကရေတပင်လုံးရေမစုံနိုင်ရဲ့အတွက်ကြောင့်မို့တူဝင်သွားတာကဒါကကောက်နေလို့နော်အမှန်ဒါက2ပေလောက်ရှိတယ်ဒီ2ပေလောက်6သွား2ပေလောက်6သွားတော့ကျန်တာဘယ်လောက်ပဲကျန်လဲ4ပေရှိတဲ့အပင်ကဒီမနွေပေါက်တဲ့အချိန်မှာ2ပေပဲရှိတော့ဒီမှာနော်အဲ့တော့ကျန်တဲ့မဝယ်ရသေးတဲ့လူတွေရဲယူပင်မဝယ်ဘူးသေးတဲ့လူမဆိုင်ဘူးသေးတဲ့လူတွေအနေနဲ့ကလည်းအခုဒါကျွန်တော်ရဲ့အတွေ့အကြုံကိုဟလာနမူနာယူပြီးတော့စိုက်တင်သလားမစိုက်တင်သလားဒါမှမဟုတ်စိုက်ကြည့်နေဆိုရင်လည်းပယ်ရက်မှာပဲရှိဝယ်ပြီးတော့စိုက်ကြည့်ပြီးတော့တတိဝရိယနဲ့နော်တေချာပြီးစိုက်ကြပါလို့ပြောရင်းနဲ့ပဲနော်ဒီဗီဒီယိုဒီမှာအဆုံးသတ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ